さんこんにちは。皆さん、でこの家、どんぶりねねり、ねねらぼの、シェアリングチアの、セミナーでシェアするの、このねの家、ポンさん、さそう、でみめの、でこのがちょろ、フリーのともみやおらめと、ウェトンやれ、そうやってみようの、で、そうやでは、こちまで、この家やでもの、の家ねまとね、大体や、そのべにまとね、それ、ちょろで、介護福祉士さんにてにゃってる、ちょろ、介護福祉士がのりばりまで、その、そので、のりね、で、このまらびろまの家やるの、にゃれもの、またく、のこちょろ、このせが、てうさりなに、そうで、てうさまするばるそいね、ちょろでやにべ、ရေးတယ်ကွယ်ဆိုတော့ရေးဆိုတာကကိုအဆင်ပြေတယ်လို့နှုတ်မှတ်လို့ရတယ်အရင်မှကိုဘယ်လိုပြောမလဲအရင်မှဆိုတော့ကျွန်တော်ဆိုရင်ကွယ်ဒီလက်နဲ့ခဲတဲ့နဲ့ရေးရဆိုရင်တုံရုံခဲတဲ့နဲ့ရေးရပြီးဖြတ်တယ်ပြီးစောင့်ချက်မလာတော့เนาะအဲ့လိုမျိုးဖြစ်တယ်ကျွန်တော်တိတ်မကြိုက်ဘူးเนาะဆောက်လို့တော့မသိဘူးကျွန်တော်ဒီကွန်ဒိုနဲ့ရေးရဆိုရင်ဒါလည်းကျွန်တော်တစ်လုံးလောက်ရေးပြနည်းနည်းလောက်ရေးချင်မယ်เนาะနည်းနည်းလောက်ရေးချင်မယ်ထားပါတော့ကွယ်ကျွန်တော်တို့စာရေးမယ်နှုတ်မှတ်မယ်เนาะဆိုဒီစာရေးလိုက်တယ်ဗောနော်ဒီစာရေးလိုက်တော့ကျွန်တော်အခုဒီဟာရိုးဖြတ်ချင်တယ်ပဲထားပါတော့ဟဲ့ဖြတ်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒီအပေပန်စေတုံးလေးလို့ဆိုရင်ဒီခါလေးဒီပန်လေးကိုနှက်ချနေလိုက်တာနဲ့ function ပြောင်းလာလို့ရအခုဒီနေရာနားလေးတစ်ချက်လောက်ကြည့်ပြီနော်ဒီနားလေးကဟာဒီနေရာအခုဒီဖောင်ဘောပန်ဖောင်ပိန်ပေါ့နော်ဘောပန်ပုံစံနေရာမှာ highlight ဖြစ်နေတော့ဆိုကျွန်တော်ဒီခိုင်ထားတဲ့အပေပန်စေလေးနှက်ချနေလိုက်တယ်ဆိုရင်ခဲပြပုံစံဖြစ်သွားရမနော်ဒီလိုမျိုးပြန်ဖြတ်လေးအဆင်ပြေတယ်ကွယ်နောက်ကျွန်တော်ကိုရေးထားတဲ့စာကိုကိုရေးထားတဲ့စာကိုဒီကိုရေးထားတဲ့စာကိုကာလာလေးပါပြောင်းချင်တယ်ဆိုရင်ဒီမှာကာလာပြောင်းပြီးမှလည်းရေးလို့ရတယ်ပေါ့နော်ကာလာပြောင်းတာကာလာလည်းကိုကြိုက်တယ်လို့ပဲဒီမှာ custom တွေမှာအများကြီးရွေးလို့ရတယ်အရင်ပေါင်းစုံရွေးပြီးတော့မှမှတ်လို့ရပါတော့။ကျွန်တော်မှတ်ပြီးတော့ကျွန်တော်ရေးထားတဲ့ဟာကျွန်တော်တို့ဒီ highlight လေးနဲ့ color လေးဖောက်ပြီးတော့မှမှတ်မယ်ပေါ့နော်။ color လေးဖောက်ပြီးမှချင်နေဆိုရင်လည်းဒီလိုပုံစံနေထားနဲ့မှတ်လို့ရပါတော့။ကျွန်မဒီမှာရေးထားတဲ့စာကိုကျွန်တော်နေရာပြောင်းချင်တယ်ပဲကျွန်တော်ဒီမှာမကြိုက်ဘူးနော်။ကျွန်တော်နေရာတွေပါပြောင်းချင်နေဆိုရင်လည်းဒီဟာလေးနဲ့ပေါ့နော်။နေရာပြောင်းတာလည်းမျိုးလေးလုပ်လို့ရပါတော့။ဥပမာကျွန်တော်ဒီမှာအခုဒီမှာရေးထားတဲ့စာလေးပြောင်းချင်နေဆိုရင်မှဒီလိုလေးကိုသွားချင်တဲ့နာလေးလိုက်ပြောင်းမိလို့ရဆိုတော့ပြီးရင်သူက site တွေပါလေး site တွေပါဆိုရင်လည်း site ပြင်လာလို့ပါလို့ဆိုရင်မှချိတ်တယ်လို့ကိုအခုဒီမှာပေါ့နော်။အဆင်ပြေကိုလိုက်ပြောင်းတာလည်းမျိုးလေးလုပ်လို့ရပါတော့။ကျွန်မရေးလို့ဒီမှာကဲမှာကျွန်မအခုမာပြီးဖြတ်မိသွားတယ်ကွ။ဖြတ်မိသွားဆိုရင်ဒီ record ခေါ်တဲ့ဟာတွေမျိုးလေးဒီမှာပြန်ခေါ်လို့ရတယ်ဆိုတော့အင်တာမအဆင်ပြေလာလို့နှုတ်ရေးလို့အတွက်ဆိုရင်ဒီစာတွေပါတင်လာတော့ပြီးရင်ကိုရစာတင်ဖို့အတွက်မဆုနှုတ်လေးပါလေးရေးချင်နေဆိုရင်လိုမျိုးဆိုရင်လေကျွန်တော်တို့ကတော့တော်တော်မှအဆင်ပြေလို့ပြောလို့ရအောင်နော်ကျွန်တော်မှတ်ချင်တဲ့စာလေးဆိုရင်ဒီမျိုးဆိုရင်ရေးမလိုက်တဲ့မှာတော့နော်နာမလည်းဆိုရင်ဒီမှာ2ချက်လောက်ထောက်ပြီးတော့မှပြန်ပြင်လာလိုမျိုးလည်းလုပ်လို့ရကွာအကယ်၍လိုမျိုးမဟုတ်ဘူးကိုကစောင်းနေဆိုရင်ဒီလိုမျိုးတော့လုပ်လို့မရတော့ဘူးလေနော်ဒါပေမဲ့လို့တခုရှိတာကျွန်တော်ဒီဝယ်ပြီးချင်းဆိုရင်တော့လေဝယ်ပြီးကျွန်တော်ဒီ iPad တို့ဘာလို့မှစာရေးချင်တော့လုံးဝညီညီညာလာပါပါလေးရေးလို့တော့မှာမဟုတ်ဘူးနော်မရေးကြောင်လာပြီဆိုတဲ့အချိန်ကျမှလေရေးတာကြောင်လာပြီဆိုရင်တော့သူကနေတူလာတယ်ပဲကွာရေးစရေးချင်တော့ဆိုကျွန်တော်လည်းလည်းရတူတူမကြည့်ရဆိုလေရေးနဲ့မှလာလာတဲ့ဟာလိုမျိုးဆိုတော့လေ့ကျင့်တာများရင်တော့အဆင်ပြေလာလာလိမ့်မယ်နော်ကျွန်တော်ကဒီအခုဘာနဲ့တုံးလိုက်ဆိုရင် iPad တုံးနေပြီး iPad ပန်ဆယ်တုံးနေပြီးအပေါ်ဒီ iPad ရဲ့မှန်စခွင်ပေါ်မှာလေအခုကျွန်တော်စာရေးနေလို့မျိုးနည်းနည်းချမ်းချမ်းဖြစ်နေတဲ့ပုံစံဖြစ်နေတော့အဲ့ဟာကြောင့်အပေါ်မှာစခွင်လေးတစ်ခုကတ်လိုက်ပြီးဆိုရင်ကတ်လိုက်တယ်ဆိုရင်အဲ့စခွင်ကလည်းရှိန်းတော့ဘာလို့မဝင်တော့ဈေးဘလောက်မှမကြည့်ရခဲ့ကွာလုံးဝအကောင့်စားရချင်နေဆိုရင်အမေဇုံမှာထောင်ချုံလောက်ခါလေး share အဲ့လိုမျိုးဟာလေးဝင်ပြီးတော့မှရေးနေအဆင်ပြေနော်မကွာမကိုရေးထားတဲ့ဟာလေးကို sticker လေးပါလေးကတ်ချင်နေဆိုရင်လည်း sticker လေးတော့မှတ်လို့ရနော်စီမစကနာအပုံလေးမှာပြီးရောက်လာအပုံမှာကျွန်တော်က sticker လေးကျွန်တော်အရင်တော့ရေးထားတဲ့နှုတ်လေးတွေမှာ sticker ကျွန်တော်မှတ်ချင်တဲ့ဟာလေးဆိုကျွန်တော် sticker လေးပါလေးလည်းအဲ့လိုမျိုးတော့ဒီမှာမှတ်တာလိုမျိုးလေး share နော်ကိုရဲ့နှုတ်ရေးထားတဲ့ဟာလေးကိုခဝါရီခု飾ってもいいと思いますということにもの。はい、じゃあ皆さんありがとうございました。နောက်ထပ်ဒီကိုနို့ရေးတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့မှပို့ပြီးတော့မှအသေးစိတ်သိချင်တယ်ဆိုရင်လူတွေကိုကျွန်တော်နောက်ထပ်ဗီဒီယိုလေးတက်ပြန်လုပ်ပေးမယ်နော်အဲဒီကိုနို့မှာကကျွန်တော်လေဘယ်လိုပြောမလဲလက်ရေးတိုက်ပုံစံလိုမျိုးနဲ့ရေးလို့ရတဲ့ဟာလေးရှင်းနော်ကိုတို့ဒီမှာစာရေးလိုက်တဲ့ပေါ်လာတာလက်ရေးတိုက်ပုံစံနဲ့ပေါ်လာတဲ့ဖုန်းပုံစံတွေလည်းအများကြီးပြောင်းလို့ရရည်လေးရှင်းအများကြီးပဲပေါ့နော်လုပ်လို့ရတဲ့ဟာတွေတော့အများကြီးပဲအဲဒီအကြောင်းတွေကိုလည်းနောက်ကျရင်တဖြည်းဖြည်း sharing လုပ်ပေးမယ်ကိုကအဆင်ပြေဆိုရင်တော့နည်းနည်း like အဆင်ပြေဆိုရင်တော့ကျွန်တော် follow လုပ်တော့နော်ဟုတ်အဲ့ရတော့ဂိုင်းမစတာまたね